ကျမတို့အတူတကွနှလုံးသွင်းဖို့ရတဲ့ကျန်းစာနှစ်ဖက်ရေးထားပါတယ်ပထမကရှင်မတဲ့ခရစ်ဝင်ခန်းကြီးရှိခန်းကြီး23ကနေ26ဖြစ်ပါတယ်ရှင်မတဲ့ခရစ်ဝင်ခန်းကြီးရှိခန်းကြီး23ကနေ26ဖြစ်ပါတယ်သူအခါလေးတဲ့တို့ဝင်တော်မူ၍တပိတ်တော်တို့သည်လိုက်ကြ၏အိုင်၌လိုက်ကူပြင်းစွာထား၍လေကူလွမ်းနေကူတော်သည်ချင်းစိတ်၍ညီတော်မူ၏တပိတ်တော်တို့သည်ချင်းကိုက်၍ကူတော်ကိုနူးပြီးလင်တခေအကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏ကေမတော်မူပါဟုတ်လျှောက်ကြတော့ကူတော်ကယုံကြည်အားနည်းသောသူတို့အဘယ်ကြောင့်ကြောက်တတ်သည်ဟုမိတော်မူ၏ထ၍လေနှင့်ပင်လေကိုသုံးမတော်မူသည်ဖြင့်အလွန်တာယာလေ၏နောက်တစ်ခုကဓမ္မဟောင်းကျမ်းရသည်ကပ္ပဦးကျမ်းအခန်းကြီး45အခန်းငယ်5ဖြစ်ပါတယ်ကပ္ပဦးကျမ်းအခန်းကြီး45အခန်းငယ်5ဖြစ်ပါတယ်တို့ရာတွင်တင်တို့သည်ကျွန်ုပ်ကိုဤအရက်တို့ရောင်းလိုက်မိသောကြောင့်စိတ်ညှိုးငယ်ကြတယ်ကိုကိုအမျက်မထွက်ကြတယ်အကြောင်းမူကားဘုရားသခင်သည်လူတို့အသက်ကိုစောင့်မစီခြင်းဟာတင်တို့ရှိမှကျွန်ုပ်ကိုစီလွတ်တော်မူသည်ဖတ်ကြတော်ဘုရားသခင်၏နှုတ်ကပတ်တော်အရောက်တိုင်းစီအတွက်ဘုရားသခင်အတိတ်မှကောင်းခြင်းပေးပါစေကျွန်တော်တို့စက္ကစတောင်းရအောင်ကောင်းကင်ရဲ့မြကြီးကိုဖန်ဆင်းတော်မူပြီးသားသမီးတို့ကိုပိုင်တာဥစုတော်မူသောမြတ်စွာဘုရားသခင်ကိုရရှင်ရဲ့ကြီးစုတော်ကိုချီးမွမ်းပါ၏ကိုရရှင်ရှင်ပြန်ထမြောက်ရာနေ့မှာကိုရရှင်ရဲ့နှုတ်ကပတ်တော်ကိုဝေငါနိုင်သောအခွင့်နဲ့ကြားနာရသောအခွင့်ပြင်ဆင်ပေးသနာတော်မူသောကြောင့်ကိုရရှင်ရဲ့ကြီးစုကိုချီးမွမ်းပါ၏သာသမီတို့ရဲ့သူတန်ရှင်သောဝိညာဉ်တော်ဘုရားပါရှိတော်မူပါကိုရရှင်တည်ဆူလိုသောအရာများဖွင့်ပြတော်မူမယ့်အကြောင်းတပါးသေးသောတားတော်ရဲ့အမိမဟာနာမတော်ကိုအမိပြု၍စက္ကဆုတောင်းပါရပါရတဲ့ခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီကျွန်မလည်းဖျားကြောင်ရောက်တာကြားပြီပေါ့နော်ဖျားခင်ကြီးစုတော်ကြောင့်ကလေးရပြီးနောက်ခု3လကျော်ပေါ့ဒီနေ့ဒီမှာရှိတဲ့ယုံကြည်သူဒီကိုမောင်နှမအများနဲ့ပြန်လဲတွေးဆုံရတော့အခွင့်ရည်တာကကိုရှိရဲ့နာမတော်အချင်းဒီတနာဝင်မှာဖူးရန်အတွက်ပြင်ဆင်ပေးတဲ့ဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းတယ်လို့ပြင်ဆင်ပေးတဲ့တင်းအုပ်စရာကာစလုတ်ဖို့ဆောင်ဖက်ယုံကြည်သူရောက်တိုင်းစီပေါ်မှာလည်းဂျေဇုတင်တဲ့ကြောင်းပထမအုပ်စွာပေါ်ပြလိုပါတယ်ဒီကျွန်တော်တို့ဒီညအတူတကွအချင်းချင်းနှလုံးသွင်းဖို့ရန်အတွက်ရွေးချယ်ထားတဲ့ topic ကတော့ပါလဲဆိုရှင်တင်ပြဒနာဒုက္ခများကိုခရစ်တော်အလိုက်ပါတင်ပြဒနာဒုက္ခအလုံးကိုခရစ်တော်အလိုက်ပါဆိုတဲ့ကောင်းရှင်နဲ့ဘုရားခင်ရဲ့နှုတ်ကပတ်တော်ကိုစိတ်ချင်းနှလုံးသွင်းဖို့ရန်အတွက်ဖိတ်ခေါ်လိုပါတယ်ကျွန်တော်နေတဲ့ကဘာကြီးဟာဆိုရှင်အလုံးသိတဲ့အတိုင်းပြီးပြီဆုံးတဲ့လောကကြီးမဟုတ်ဘူးဒုက္ခဝေဒနာပေါင်းစုံတဲ့ပြဿနာပေါင်းစုံတဲ့ပြီးဆုံးတဲ့နိုင်ငံဖြစ်တယ်ခုန testimony မှာလည်းကျွန်တော်ကြားရတဲ့အမျိုးသမီးတွေကိုမတရားကျင့်ကြံခံရတဲ့အကြောင်းဒုက္ခနောက်ဗမာပြည်မှာအချင်းချင်းတရားဖြစ်တဲ့ဒုက္ခအဲ့လိုမျိုးပေါ့နော်ဒုက္ခပေါင်းစုံနဲ့ကျွန်တော်တို့ကြုံတွေ့နေရတဲ့လောကကြီးဖြစ်တယ်။တခြားမပြောနဲ့ဒီမိနစ်တော့မှကျွန်တော်ခါတိုင်းစနေမှာပတ်ကကောင်းကောင်းအေးအေးဆေးဆေးကျွန်တော်ပတ်ရတယ်။ဒါမဲ့ဒီမိနစ်ဒုက္ခအကြောင်းကိုဟောမဲ့အချိန်ကြမှာပဲပတ်ကဒုက္ခရောက်တယ်အဲ့လိုမျိုးပေါ့နော်။ဆိုတော့ကျွန်တော်တို့ကဒီဒုက္ခဝေဒနာဒုက္ခပြဿနာဆိုတဲ့အရာနဲ့မလွဲနိုင်ကျွန်တော်တို့ဗီဒီယိုချစ်တဲ့အချိန်မှာကပ္ပပါတာကြီးများအကြောင်းကိုကျွန်တော်လေ့လာရတယ်အပြီးပြီးဆုံးတော့မဟုတ်ပေမဲ့အချိခံသဘောတရားလေးကိုကျွန်တော်လေ့လာရတယ်အဲ့မှာဗုဒ္ဓဇင်အကြောင်းကိုလေ့လာတဲ့အခါမှာ
Buddhism ကိုစတင်တည်ထောင်တဲ့ဂေါတမမြတ်စွာဘုရားအကြောင်းကိုလည်းကျွန်တော်တို့အနည်းချင်းလေ့လာရတယ်။ဆိုတော့ဂေါတမမြတ်စွာဘုရားကဘာဖြစ်လို့မြတ်စွာဘုရားအထိရောက်သွားတယ်လဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့လေ့လာတဲ့အခါမှာဒီဒုက္ခအကြောင်းဖြစ်နေတယ်။ဒီမှာတိပိဋကလူတွေအများရှိမှာပါ။ပထမအစပိုင်းမှာတော့သူကမြတ်စွာဘုရားမဟုတ်ဘူးပေါ့နော်။မြင်တာဖြစ်တယ်။နာနွဲမှာပဲဒုက္ခဝေဒနာကိုတခုမှမသိပဲစီးစိမ်ချမ်းသာမှုနဲ့သူကြီးပြင်းလာတဲ့မြင်တာတယောက်ဖြစ်တယ်။ဒါမဲ့တနေ့ကျသူလောကအကြောင်းကိုထွက်ဖို့ရလိမ့်လာဖို့ရထွက်လာတဲ့အခါမှာသူဘာတွေတွေ့ရင်ခဲ့ရလာတယ်ဆိုရှင်အိုချင်းနာချင်းတီချင်းဆိုတဲ့ဒီအတွေ့အကြုံပြဿနာတွေကိုသူမြင်တွေ့တဲ့အခါမှာသူကောင်းတဲ့မှာတော်လေးဝင်သွားတယ်။ဘာဖြစ်လို့လူတွေကဒုက္ခခံရလဲဒီဒုက္ခရဲ့အကြောင်းတရားပါလဲဒီဒုက္ခကနေဘယ်လိုလွတ်မြောက်နိုင်လဲဆိုတဲ့အတွေ့အခေါ်တစ်ခုကြောင့်သူဒီဖြည့်ရှင်းဖို့ရတော့ပေါ့နော်သူ meditate လုပ်ဖို့စိတ်ဆုံးဖြတ်လာတဲ့အခါမှာအသက်29နှစ်အရွယ်မှာသူတော့ထွက်ပါတယ် body ညာပင်ရှိအောက်မှာတရားထိုင်ပြီးနောက်ဆုံးမှာ enlightenment ကြသွားတယ်ပေါ့နော်ဒီဒုက္ခဝေဒနာကနေလွတ်မြောက်နိုင်တဲ့နိလန်းလမ်းကျင်ကိုသူရှာတွေ့ခဲ့တယ်ဆိုတော့ခုနပြောသလိုဂေါတမမြတ်စွာဘုရားဖြစ်ရတဲ့အကြောင်းတစ်ခုကဒီဒုက္ခဝေဒနာကြောင့်ဖြစ်တယ်ဆိုရင်ကျွန်တော်မမှားနိုင်ဘူးနိလန်းလမ်းတစ်ခုကြောင့်ဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့ခရိယာတွေဖြစ်လာတဲ့အခါမှာဆရာအများကြီးကပြောလဲဆိုခရိယာဖြစ်လို့ရှိရင်ကောင်းကြီးမင်္ဂလာခါရမယ်နော်ဘာမှပြဿနာမရှိရမလို့ပြောတာကိုကျွန်တော်တစ်ခါလေးမြင်တွေ့ရတယ်။ဒါပေမဲ့တကယ်ခရိယာအသက်တာထဲမှာကျွန်တော်တို့ဝင်သွားတဲ့အခါမှာအဲ့ဒီတရားဟောချက်တွေနဲ့ကိုယ်ရတဲ့အချိန်အများကြီးရှိပဲနော်။အမြဲတမ်းနေ့စဉ်ဘဝမှာသူများတွေမကြုံတဲ့ဒီပြဿနာတွေကိုမိသားစုမှာကို personal မှာကြုံတတ်တာကိုကျွန်တော်တို့သိရတယ်။ဆိုတော့ခရိယာတို့ပြောတဲ့အခါမှာဘာကိလမ်းမို့ဇုခေလမ်းဖြစ်တဲ့အကြောင်းဒုက္ခနဲ့မလွဲတဲ့အသက်တာဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့အတိတ်ဖတ်ကျွန်တော်သိရှိနိုင်တယ်။နောက်ကျွန်တော်တို့ကိုယ်ကိုယ်နဲ့ယုံကြည်တဲ့ခရစ်တော်ဆိုလို့ရှိရင်လည်းဇုခေလမ်းကိုပဲရှောက်တော့မှဒုက္ခမပါလေ patient ပေါ့နော်။နာကျင်ခြင်းဝေဒနာလမ်းချင်းကိုသူလိုက်ပြီးရှောက်သွားတယ်ဆိုတာကိုကျွန်တော်တို့သိတဲ့အခါမှာခရိယာကြည့်ရင်လည်းပဲဒီဒုက္ခပြဿနာနဲ့မလွဲနိုင်မလွတ်နိုင်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့သိရှိရတယ်။ဆိုတော့ကျွန်တော်တို့အနေနဲ့ဘယ်လိုရှောက်လာမလဲရှောင်လို့ရမလားဖြတ်ကျော်ရမလားဆိုတဲ့အရာကိုကျွန်တော်စဉ်းစားတဲ့အခါမှာတမန်ကျမ်းစာကဘယ်လိုပေါ်ပြထားလဲဆိုရင်ထွန်းရောက်လာတဲ့အခါကြီး14ခန်းနဲ့14မှာခရစ်တော်အခင်ကပြောထားလဲဆိုတော့တင်တို့အတွက်ငါတိုက်ပြီးတဲ့တင်တို့အတွက်ငါစစ်တိုက်ပြီးတယ်မစိုးရင်ကြတယ်ငြိမ်းချမ်းစွာနေရမယ်ဆိုတော့ကျွန်တော်တို့နဲ့အတူဘုရားသခင်ကဒီပြဿနာဒီဒုက္ခကိုတိုက်ပြီးတယ်ဆိုတာကျွန်တော်တို့သိရှိရတယ်နောက်ပြီးလို့ရှိရင်စာလံကျမ်း90ခုမြောက်သောစာလံပိုက်နဲ့15မှာပဲဘုရားသခင်ကပြောထားတယ်ဆိုလို့ရှိရင်ဒုက္ခစိတ်ရင်းကြီးခံတဲ့သူနဲ့အတူငါရှိသူတို့ကိုငါကေလွတ်ပြီးငါသူတို့ကိုငါကေလွတ်ပြီးရွေးလို့ဆိုတော့ဘုရားသခင်ကကတိကိုပေးထားတာကျမ်းစာထဲမှာအတိအကျကျွန်တော်တို့သိရှိရပါတယ်ကျွန်တော်ဒီကမ္ဘာပေါ်မှာအထင်ကြီးခံရတဲ့ဒီနိုင်ငံ USA မှာရောက်တဲ့အခါမှာမရောက်ခင်မှာတော့ကျွန်တော်ကောင်းကင်နိုင်ငံတွားရမှုလို့ပေါ့နော်အရာပျော်တော့မှစေရင်ချင်းဘာပြဿနာမှမရှိဘူးလို့ထင်တဲ့နိုင်ငံမှာမရှိဘူးလို့ကျွန်တော်တို့ထင်ရတယ်ဒါပေမဲ့တကယ်ရောက်တဲ့အခါမှာအစအရာအားလုံးကိုကျွန်တော်တို့အစပြုရတယ်ဗမာပြည်မှာကျွန်တော်ဘလောက်ပဲဒီဂရီတွေရတယ်နော်ဘလောက်ပဲမာစတာဝယ်တွေရပြီနဲ့ဒီမှာကျွန်တော်သုံးစားလို့မရဘူးဘာပဲဖြစ်ဖြစ်အဲ့ဒီဝယ်ဝယ်တွေချုပ်တော့မှနော်တိုင်ရှိအလုပ်ကနေစလုပ်နေရတယ်အစကနေတော့ကျွန်တော်
လှုပ်ဆောင်တဲ့အခါမှာမမပြီးမှမတွေ့ကြုံဘူးတဲ့ပြဿနာမခံစားဘူးတဲ့ဒုက္ခပေါင်းမျိုးများစွာကိုကျွန်တော်တို့တွေ့ကြုံနေရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်နေစဉ်အတ္တတာရှောက်လန်းတဲ့အခါမှာဘာလို့ကျွန်မဘာလို့လက်ဆွဲတော့မှာဘယ်လိုဒီအရာတွေကိုဖြစ်ကြော်ရမလဲဆိုပြီးအချက်ရရှိဖို့အရာကြီးကြီးပါတယ်ကျွန်တော်တို့ကျမ်းစာလေးကိုကြည့်တဲ့အခါမှာခုနဖတ်ထားတဲ့ရှမတေကရုအခန်းကြီးရှိအခန်းငယ်23နဲ့26ထဲမှာဘာအကြောင်းကိုသိရှိရတယ်လဲဆိုလို့ရှိရင်သခင်ယေရှုခရစ်ကလေနဲ့ပင်လေကြီးကိုငြိမ်းစေတဲ့အကြောင်းကိုကျွန်တော်တို့သိရှိရတယ်ဒီအဖြစ်အပျက်ကိုကျွန်တော်ပြန်လည်စဉ်းစားကြည့်တဲ့အခါမှာဒီမုန်တိုင်းကြီးကြောက်စရာကောင်းတဲ့မုန်တိုင်းကြီးဟာနောက်လိုက်တဲ့တော်များကြုံတွေ့တဲ့ပြဿနာဒုက္ခတစ်ခုဖြစ်တယ်ဒီမုန်တိုင်းကြောက်စရာကောင်းတဲ့ဘဝမုန်တိုင်းကြီးပေါ့နော်ဒီလီပြည့်မုန်တိုင်းကြီးကိုကြုံတွေ့တဲ့အချိန်မှာသခင်ယေရှုခရစ်မရှိဘူးလားလို့ကျွန်တော်မေးရှာရှိပါတယ်မဟုတ်ပါဘူးသူတို့နဲ့အတူခရစ်တော်ဘုရားကရှိပါတယ်လေထဲမှာပဲခရစ်တော်ယေရှုကအိပ်ပြုံသွားတယ်အိပ်ဆက်တော်မူတဲ့အကြောင်းကိုကျမ်းစာထဲမှာဖော်ပြပါတယ်ဒီအချက်ကိုကျွန်တော်ဒီအချက်အရာကကျွန်တော်ဗာမီမောင်းကျူးပြတယ်လဲဆိုရှင်ကျွန်တော်ရဲ့အသက်တာမှာခရစ်တော်ရှိရတာနဲ့ဘဝမုန်တိုင်းပေါင်းမြောက်များစွာမကြုံဘူးလို့ပြောလို့မရဘူးကြုံနေရမှာခရစ်တော်မရှိဘူးလားကျွန်တော်အထဲမှာခရစ်တော်မရှိဘူးလားရှိတယ်ဒါပေမဲ့ပါလဲဆိုအိပ်ပြုံသွားတယ်ပေါ့အိပ်ပြုံသွားတာဖြစ်တယ်ကျွန်တော်အိမ်တော်မိသားစုမှာခရစ်တော်မရှိဘူးလားရှိတယ်ကျွန်တော်အိမ်ခန်းထဲမှာအိပ်နေတာကိုအဲ့သူ့ကိုအလုံးမလုံးခိုင်းပေါ့နော်နှုတ်ဝင်ဒီအိမ်ခန်းထဲမှာကျွန်တော်သူ့ထိုင်ခိုင်းတာကိုကျွန်တော်အထဲမှာအလုံးမလုံးခိုင်းပေါ့ကုပြဿနာကုဖြေရှင်းအောင်ကိုပဲကြိုးစားနေတယ်ခရစ်တော်လုံးဝအသားမပေးဘူးသူ့ဒီနေရာမပေးဘူးနော်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာခရစ်တော်ရှိရတာနဲ့ခရစ်တော်အလုံးမလုံးတဲ့အချိန်မှာဒီဒုက္ခပြဿနာကြောင့်ကျွန်တော်ဒီပြီးအန္တရာယ်ကြုံတဲ့အချိန်လဲရှိကောင်းရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဖတ်သွားတဲ့ကျမ်းစာလေးကျမ်းစာကနေတော့ကျွန်တော်သိရှိနိုင်တယ်အဲ့ဒါကြောင့်အရေးကြီးတာပါလဲဆိုရင်ကျွန်တော်ခရစ်တော်ခေါ်ပိတ်ကိုကျွန်တော်ပကောမှာထားနေရတဲ့နေရှိအသက်တာမှာတွေ့ကြုံနေရတဲ့ဒီနာခြင်းပူခြင်းပြဿနာကအစဒီဒုက္ခအားလုံးကိုမိမိကိုယ်ကိုမိမိဖြေရှင်းဖို့မကြိုးစားဘဲနဲ့ခရစ်တော်ခေါ်ဖိတ်ကိုခရစ်တော်စီမှာပခုံးလွှဲကိုခရစ်တော်စီမှာ hand over လုပ်ဖို့အရန်တကြီးကြီး hand over လုပ်မှတာလေဒီဒုက္ခကြုံတွေ့ရတဲ့အရာအားလုံးကိုပို့ပြီးတော့ခရစ်တော်ကဖြေရှင်းပေးမှဖြစ်တယ် hand over လုပ်ပြီးတဲ့အခါမှာဘယ်လိုဘာပြောချင်လဲဆိုကျွန်တော်အလုပ်တစ်ခုခုလုပ်တဲ့အခါမှာပို့မှာဒီအသေးတော်တစ်ခုခုထဲမှာကျွန်တော်၄နှစ်တစ်ချိန်၂နှစ်တစ်ချိန်အဲ့လိုမျိုးတောင်းရှိတယ်မလားဥပဒါသူတောင်းကုန်တဲ့အခါမှာအတိတ်တက်လာတဲ့ဥပဒါ hand over လုပ်တယ် hand over လုပ်တဲ့အခါမှာ hand over လုပ်ပြီးကလေးကလုံဆောင်ရမယ်တောင်းအားလုံးကအဲ့ဒီအတိတ်တော်တက်လာတဲ့ဥက္ကဋ္ဌရဲ့ပခုံးပေါ်မှာရောက်သွားတယ်။တာဝန်လွှဲလိုက်တယ်။အဲ့လိုပါပဲကျွန်တော်နေ့ကအသက်တာကြုံတွေ့နေရတဲ့အရာအားလုံးကိုခရစ်တော်စီမှာ hand over လုပ်တတ်တယ်။ခရစ်တော်စီမှာလုံးလုံးနဲ့အနန္တနိုင်ဖို့အရာအရေးကြီးပါတယ်။အဲ့လိုမျိုးအနန္တမှတာလေကိုမောင်းနေရတဲ့ဘဝအသက်တာတစ်ခုလုံးကိုဟာကိုမောင်းတာမဟုတ်တော့ဘဲနဲ့ခရစ်တော်ကိုယ်တိုင်မောင်းတဲ့ဘဝအသက်တာဖြစ်သွားတယ်။အဲ့လိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်ကြုံတွေ့ရတဲ့အရာအားလုံးကိုခရစ်တော်ရဲ့နီလာတဲ့အတိုင်းကျွန်တော်လိုက်လျှောက်ပြီးတော့မှဆက်လက်ဆက်လက်အသက်ရှင်နိုင်မှာဖြစ်ပါတယ်။ဒီအကြောင်းကိုကျွန်မပြောတဲ့အချိန်မှာ
ဖော်ပြခြင်းတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုရှင်2006မှာဒီ country Christian music မှာအရန်နာမည်ကြီးတဲ့တခုပေါ့နော် Grammy ဆုကိုလည်းရထားတဲ့ Jesus Take the World ဆိုတဲ့အရာဒီတချင်းအကြောင်းအနည်းငယ်ပြောချင်ပါတယ်ဒီတချင်းကိုတီးဆူတဲ့လူကတော့လူတော်များများသိတဲ့ Carrie Underwood ဖြစ်တဲ့သူ American Idol မှာ2005မှာရထားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုဒီတချင်းဖြစ်ပေါ်လာရတဲ့အကြောင်းကိုလေ့လာကြည့်တဲ့အခါမှာဘယ်လိုသိရှိရတယ်လဲဆိုရှင်အမျိုးသမီးတယောက်ကသူ့ကလေးငယ်နဲ့ Christmas Eve ကိုကျူစုဖို့ရတဲ့သူတို့သူ့အမေအဖေရှိတဲ့ဒီချစ်ချင်းတီမှာတွားနေတဲ့လမ်းမှာတွေ့ကြုံတဲ့အရာတစ်ခုဖြစ်တယ်သူကြုံတဲ့အရာတစ်ခုပေါ်ကနေဖြစ်ပေါ်လာတဲ့တခြင်းတစ်ခုဖြစ်တယ်ဆိုအဲ့ချိန်မှာနှီးတွေလည်းကြားတဲ့အချိန်သူကနောက်ကျကိုစိုးရိမ်တဲ့အတွက်ကြောင့်ကမန်းကတန်းသူကားပေါင်းလာတယ်အဲ့ချိန်မှာဖြစ်ချင်တော့ဘယ်လိုဖြစ်သွားလဲဆို black ice ပေါ်မှာပေါ့နော်ဒီခဲပေါ်မှာကားကချုံတော့မှသူမောင်းတဲ့ကားမောင်း steering ကလုံးဝထိလို့မရဘူးသူဘယ်လိုပဲမောင်းသူမောင်းတဲ့နေရာမှာကားမတော်လို့အတွေ့အကြုံရှိတဲ့လူကကျွန်တော်သိမှဖြစ်တယ်ဆိုလာကားချော်သွားတဲ့အခါမှာလိမ့်တော့ချော်သွားတဲ့အခါမှာကျွန်တော်ဘယ်လိုပဲမောင်းလုံးဝမရဘူး black နေတိုင်းပို့ဆိုးတယ်ပေါ့နော်ဆိုသူအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကားကဘယ်လိုဖြစ်သွားလဲလမ်းပေါ်မှာသူrotate ဖြစ်နေတယ်လိမ့်နေတယ်ဘယ်လိုလဲလိမ့်နေတယ်ပေါ့နော်ဆိုသူလုံးဝမောင်းလို့မရအောင်အောက်ချက် control ဖြစ်နေအဲ့ချက်သူအရာစိုးရိမ်နေကြောက်နေသူဘာလို့ရမှာမသိတော့အဲ့ချက်မှာသူကဘာကိုတန်းတက်လိုက်လဲဆိုအိုးဖျားတခင်ပြေတော့မှာပါဆိုတော့သူဖျားတခါတန်းတက်အဲ့ဒီမကြခင်မှာသူ့ကိုတီးလာ accident ဖြစ်ပြီးသူတီးလာလို့သူထင်ရဒါပဲအိမ်မကြခင်မှာဘယ်လိုဖြစ်သွားလဲဆိုရင်သူ့ကားကလမ်းရိပ်ပြီးလမ်းရဲ့ shoulder ပေါ်မှာအေးစစ်ရပ်သွားတာသူတတိထားလိုက်အဲ့ချိန်မှာသူကဘာတတိရလဲဆိုသူကားနောက်မှာထိုင်နေတဲ့သူကလေးနေတတိယအဲ့ချိန်ဟာကလေးနေလားကြည့်တဲ့အချိန်မှာကလေးကနိချက်အိပ်ပြုံးနေတာသူတဲ့အခါမှာအိုးဖယားတခင်ကငါကားကိုမောင်းပြီးခရစ်တော်ယေရှုကဒီငါရဲ့ steering ကိုမောင်းပြီးဆိုတော့မှ Jesus Take the World ဆိုတဲ့တခြင်းထွက်ပေါ်လာတာကျွန်တော်တို့ရှာတယ်အဲ့လိုပဲကျွန်တော်တို့ဒီနေ့မောင်းနေတဲ့ဘဝလမ်းကလေးတစ်ခုလို့ပေါ့နော်ကိုမောင်းနေတာတခါလေးကိုမောင်းလိုက်တဲ့အရာရှိပြီလေကိုမမောင်းနိုင်တဲ့အချိန်မှာအောက်ကွန်ထရိုကိုလက်ကလုံးဝလုံးမရအဲ့ချိန်မှာကျွန်တော်ဘယ်လိုလုပ်ဆောင်လဲကိုနီးကိုဟာလည်းပဲကြိုးစားတာကြိုးစားလို့ရှိရင်ဘူးဘရမဒီဒုက္ခဝေဒနာပြဿနာပြမှာပုံပြီးပြည့်သွားမှာဖြစ်တယ်အချိန်မှာခရစ်တော်ယေရှုကိုကျွန်တော်တတိယအရန်ကြီးပါလေကိုရောဖျားကျွန်တော်ကျမရဲ့ steering ကိုမောင်းယူတော်မူပါမောင်းတော်မူပါစုပမမိမိအသက်တာစက္ကန့်အနံ့အရန်ကြီးပါလေမနေ့ထားတဲ့အချိန်မှာအလုပ်စင်းတဲ့အချိန်မှာအကြာကြီးကျွန်တော်သူ့တော်ဖို့အချိန်မရတဲ့အချိန်မှာခရစ်တော်စီမမိမိရဲ့အသက်တာအနံ့အရန်ကြီးပါလေကိုရောဖျားကျွန်တော်ကျမမောင်းတော်မူပါကိုရောရှင်အလူတော်အသက်ရှင်နိုင်ကိုရိုရှိရဲ့ဘုံတော်ထင်ရှားသူဖြစ်နိုင်ဖို့ရတဲ့ကျွန်တော်ကျမရဲ့အသက်တာကိုမောင်းတော်ပါမိမိရဲ့ပြဿနာအားလုံးကိုကိုရိုရှင်ဖျားယူတော်မှာကိုရိုရှင်ဖျားနီးစနစ်နဲ့တိုင်ဖြည့်ရှင်းနိုင်ဖို့ရတဲ့ကိုယ်ကားတော်မှာဆိုတော့ကျမတို့စိတ်လုံးအကျွမ်းမဲ့နဲ့အနာလို့ရှိဖျားတခင်ရဲ့ဘုံတော်ထင်ရှားရှိတဲ့လူဖြစ်နေဆိုတာကျမတို့ခြေအသက်တာတွေ့မြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီအရာအားလုံးကြုံတွေ့နေရတဲ့အရာအားလုံးဟာ
ဒီကောင်းခါဒီလေးခါဒီတော့အရာတနေ့ကျရင်ချုံနေတော့အရာတာဖြစ်နိုင်တဲ့အတွက်ဖျားတည်းအလိုရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တမဟောင်းကျမ်းမှာလည်းတွေ့ရှိရပါတယ်ခုနဖတ်ထားတဲ့ကပောင်ဦးချမ်းခန်းကြီး45ခန်းကြီး9မှာဖတ်ထားတဲ့စကလုံးကစကားကဘယ်သူစကားလဲဆိုရှင်ဂျောဆက်ရဲ့စကားဖြစ်ပါတယ်ဂျောဆက်ကသူ့ညီအကိုတွေစီမှာပြောတဲ့စကားဖြစ်ပါတယ်ဂျောဆက်ရဲ့အသက်တာကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒုက္ခပေါင်းစုံနဲ့ကြုံရရတယ်ဘယ်လောက်ထိရောက်တယ်လဲဆိုလို့ရှိရင်သူ့ရဲ့ညီအကိုတွေးသားသူ့ရဲ့ညီအကိုရင်းတွေကညီရင်းတွေရဲ့ရောင်းချခြင်းကိုခါရတယ်ဇောတာဖြစ်တယ်တိုင်းတစ်ပါးစီမှာကျုံအနေနဲ့အသက်ရှင်ရတယ်သူများရဲ့မတမာကြံစီမှုသူများရဲ့လုံခြံခြင်းကိုလည်းခံခဲ့ရတဲ့ဂျောဆက်ဖြစ်တယ်သူရဲ့ယူသားမှုကြောင့်ထောင်ချခြင်းကိုထောင်ချတဲ့အထိဒုက္ခခံရတဲ့လူပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်ဒါပေမဲ့ဒီဒုက္ခဒီပြဿနာအားလုံးကိုသူဘုရားသခင်ကိုရှိသားတယ်ပြောမှာတစ္ဆာရှိအသက်ရှင်တဲ့အခါမှာတနေ့ကျနောက်ဆုံးမှာဒီအီဂျစ်ဘုရင်ရဲ့အောက်မှာအကြီးဆုံးလူပုဂ္ဂိုလ်တယောက်အနေနဲ့ရက်တည်သွားတာဘဝအောင်နေခြင်းရက်တည်ဘဝအောင်နေခြင်းရတဲ့အကြောင်းကိုကျွန်တော်ကျမ်းစာမှာသိရှိရတယ်အဲ့ချိန်မှာဂျောဆက်ရဲ့ညီအကိုအားလုံးကဘယ်လိုဖြစ်သွားတယ်လဲဆိုရင်စာငတ်ကောင်းပါမှုကြောင့်သူတို့ရောင်းလိုက်တဲ့ညီစီမှာအကူညီတောင်းဖို့ရောက်ရှိလာတဲ့အချိန်မှာသူတို့ရောင်းလိုက်တဲ့ဂျောတာဆိုတဲ့အကြောင်းသိလိုက်တဲ့အခါမှာအရန်တုံလုံးပြမှာကြောက်ကြပါတယ်ဒါပေမဲ့အချိန်မှာဂျောဆက်ကဂျောဆက်ကနော်ဂျောဆက်ကသူ့ညီအကူတွေကိုလက်စားချီဖို့လက်တုံးပြန်ဖို့ရတဲ့လုံးဝမစင်စားခဲ့ပါဘူးသူကဘုရားတခင်အလိုလိုကိုဝန်ခံတယ်အခုလိုအချိန်မှာသူတပါးအတွက်အကျိုးဖြစ်ဖို့ရတဲ့ဘုရားတခင်အလိုရှိတဲ့အတွက်ကြောင့်ခင်ဗျားတို့ရောင်းလိုက်ခြင်းဖြစ်တယ်ဆိုတော့အရာအားလုံးကိုကောင်းမြင်သွားတယ်မြင်တဲ့အပြင်သူ့ကိုဖန်ဆင်းတဲ့ဘုရားသခင်ရဲ့နာမတော်မုန်းကြီးစီတဲ့အကြောင်းကိုကျမ်းစာမှာတွေ့ရှိရပါတယ်။အဲဒါကြောင့်ကျွန်မတို့ဒီနေ့အတိတ်တဖန်နှလုံးသွင်းပြီးမှခွန်အားယူဖို့ရတယ်။ကျွန်တော်ခရိယာအသက်တာမှာခရစ်တော်နဲ့အတူရှိပြီးနေတယ်။ဘဝမုန်တိုင်းဒုက္ခပြဿနာပေါင်းစုံနဲ့ကြုံရပါတယ်။အရေးကြီးဆုံးချက်ကခရစ်တော်ကိုမအိပ်စီပဲနဲ့ခရစ်တော်အလုံးလုံးပြရတယ်သူကိုဖိတ်ခေါ်ပြီးတော့မိမိပြဿနာအားလုံးကိုခရစ်တော်စီမှာလက်လွှဲဖို့ခရစ်တော်စီမှာအနံ့ဖို့မိမိဘာသာမိဖြည့်ရှင်းဖို့မကြိုးစားပဲနဲ့ကိုရောဖျားကျွန်မရဲ့အသက်တာကိုမောင်းတော်မူပါကိုရောရှင်ရဲ့အလိုတော်တန်ဖြစ်ဆွေးတော်မူပါဆိုတော့မှဝန်ခံနိုင်တဲ့သူအယောက်တိုင်းဖြစ်နိုင်ဖို့အတွက်တန်ရှင်းတော်မူခြင်းတော်ဖျားကောင်းချီးပေးပါစေအားလုံးကျေးဇူးတင်ပါတယ်ဖျားသခင်အသက်ရှင်နိုင်ဖို့အတွက်ဆက်လက်ကောင်းချီးပေးပါစေ